လူချင်းမင်းတို့အတွက်ပြန်လည်ရောက်ရှိလာတဲ့ property deals of the week အားလုံးပဲမင်္ဂလာပါရှင် KK Real Estate က K ခိုင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့တော့လူချင်းမင်းတို့ကိုရှယ်တန်နဲ့ရှယ်မြေကွက်ကြီးကိုရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြေကွက်ဝယ်ပြီးထိုက်ထိုက်တန်တန်ပိုင်ဆိုင်နေတဲ့လူချင်းမင်းတို့အတွက်မြောက်တကုံမြို့နယ်တခင်ပစိန်လမ်းမပေါ်ကမြေကွက်ကျယ်ကိုအရောင်းဖွင့်လိုက်ပြီးပဲဖြစ်ပါတယ်ရှင်ဒီမြေကွက်ရဲ့အကျယ်ကတော့40-60နှစ်ကွက်တွဲ80-60အကျယ်ရှိတဲ့မြေကွက်ပဲဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုကလည်းခရမ်းအမီပေါင်းစိတ်ကြိုက်ဆောက်လို့ရတဲ့မြေကွက်အကျယ်ကြီးဆိုတော့လူကြီးမင်းတို့ဝယ်ယူဖို့စိတ်ဝင်စားနေကြပြီလားရှင်ဒါဆိုရင်တော့မြောက်တကုံမြို့နယ်ကဒီလိုနေရာကောင်းတဲ့မြေကွက်အကျယ်ကြီးကို3,000နဲ့ညှိနှိုင်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ရောင်းချပေးတော့မှာလည်းမြေကွက်လေးပဲဖြစ်ပါတယ်ရှင်ဒီတစ်ခါကတော့3,000တောင်မလို့ပဲမြေကွက်ပိုင်ရှင်ဖြစ်မဲ့အခွင့်အရေးလေးပဲဖြစ်ပါတယ်ရှင်နေရာကလည်းတာကေတာမြို့နယ်ကမာကြီးတရားအစင်းအနီးမှာတည်ရှိပြီးတော့ရှုကင်းသာလမ်းမကြီးအေအောင်လမ်းမကြီးတို့နဲ့ဒဲပေါက်တဲ့မြေကွက်လေးပဲဖြစ်ပါတယ်ရှင်တန်မင်မဲ့ပိုင်ဆိုင်မှုကလည်းခိုင်ပါတယ်ခရမ်းမြေမြေပေါက်ပါရှင်အကျယ်ကလည်းဘာပဲဆောက်ဆောက်အဆင်ပြေတဲ့အလျား80ပေ50ပေအနံ50ပေရှိတဲ့မြေကွက်အကျယ်ကြီးပဲဖြစ်ပါတယ်ရှင်ခြံစည်းရုပ်အခိုင်မှာခတ်ထားပြီးတော့အတွင်းမှာလည်းရေလိုင်းမီးလိုင်း2လိုင်းပါရှိပါတယ်ရှင်ဈေးနှုန်းတိကျလေးပြောရမယ်ဆိုရင်တော့3,480ကိုညှိနှိုင်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်အိမ်ဝယ်ဖို့ရောတွေးနေတဲ့သူတွေရှိလားတန်မမလားနေထိုင်လို့ရောကောင်းမှာမလားဆိုပြီးအတွေးများနေတဲ့လူတွေအတွက်ကိခိုင်ရပဲယုံကြည်စိတ်ချရတဲ့ရောက်အိမ်တစ်လုံးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ရှင်ဒေါဘုံမျိုးနယ်ရဲ့ဂျပန်တရားနဲ့ဗန်နုလာတရားအကြားမှာရှိတဲ့အိမ်ကြီးပဲဖြစ်ပါတယ်ရှင်အိမ်ကတော့3တက်တိုက်ဖြစ်ပြီးတော့မာစတာဘရုံ9ခန်းစင်ငယ်ဘရုံ3ခန်းပါရှိပါတယ်ရှင်ပိုင်ဆိုင်မှုကလည်းအရှုပ်ရှင်းကင်းပြီးတော့ခိုင်မာတဲ့ခင်းအမီပေါက်ပဲဖြစ်ပါတယ်ရှင်ဒီအိမ်ကြီးရဲ့ရောင်းဈေးကတော့3,200ခွဲကိုညှိနှိုင်းရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကဲအခုပြန်တင်ဆက်ပေးလိုက်တဲ့မြေကွက်ပဲဖြစ်ဖြစ်အိမ်ပဲဖြစ်ဖြစ်ဝယ်ယူဖို့စိတ်ဝင်စားတဲ့ကိုရိုင်းလိုက်ကြည့်ချင်တဲ့ဆိုရင်တော့ထုံးစံတိုင်း KK Real Estate ရဲ့ page ချက်ပေါက်ကိုဖြစ်စေ ဖုန်းနံပါတ်09-430-84080ဖြစ်စေဆက်သွယ်မေးမြန်းကြည့်ရှုဝယ်ယူနိုင်ပါတယ်ရှင်နောက်တစ်ပတ်မှာလည်းဘလို့ပိုကောင်းတဲ့ property တွေနဲ့ပြန်လာခဲ့မလဲဆိုတာကိုဆက်စောင့်ကြည့်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်